နေဆက်လို့နဲ့ကွယ်ချာတေးမင်းပြောစကားစကြသည်လေလို့ချိုရဲ့နူးညံ့တဲ့လုံးသားတဲ့ဝေချာတေးကလေးရဲ့မင်းကိုပေါ်ဆိုမို့လို့နဲ့ကွယ်ချာတေးဒီဇိုင်းဆိုင်ကလေးဝယ်လို့ထိုင်လာဆုံးအားလုံးကဝိုင်းနေကြမယ်ချာတေးကလေးရဲ့မင်းကလေးပေါ်စိတ်မချဘူးလေကွယ်ချာတေးကလေးတန်ရောစင်တွေပေးထားခဲ့ပြီးမင်းကလေးကိုမျိုးမျိုးပြုံးပြတယ်နှလုံးသားမှာစူးနေခဲ့ပြီးကွယ်ချာတေးကြားရကနောက်ရှက်မှုတွေပဲရှာတေးလာတဲ့နေ့သစ်များမှာချာတေးကလေးမင်းနဲ့တူတို့နှစ်ယောက်ရှောက်လဲမယ်ညဘယ်နေစအိမ်လုံးမရအောင်ရေကလေးအိမ်မထတင်တိုးဝေကချာတေးကလေးရဲ့မင်းကိုပေါ်နေစလုံးနဲ့ခွဲချာတေးမင်းပြောစကားတဲ့ဂျာတီလေးလို့ချိုရဲ့နူးညံ့တဲ့လုံးငါတဲ့ဝဲချာတေးကလေးရဲ့မင်းကိုပေါ်ဆိုမို့လို့နဲ့ခွဲချာတေးဒီဇိုင်းဆိုင်ကလေးဝတ်လို့ထိုင်လာဆုံးအားလုံးတို့ဝိုင်းနေကြမယ်ချာတေးကလေးရဲ့မင်းကလေးပေါ်စိတ်မချဘူးလေခွဲချာတေးကလေးတန်ရောစင်တွေပေးတယ်ပြီးမင်းကလေးကိုမျိုးမျိုးပြုံးပြတယ်လုံးလာမှစူးနေခဲ့ပြီးခွဲ